အဲ့တော့ကျွန်တော်ကဘာလို့ဝေလင်ကန်ထိသွားတာဆိုတော့အဲ့တက်တိုက်ဆိုင်ဆိုင်ဖြစ်သွားတာပေါ့နော်ကျွန်တော်အကူကကျွန်တော်အမေရဲ့အိမ်မရောခင်ဆက်ချမှာလှူအောင်ဆိုပြီးတော့သိန်း3000ထုတ်ပေးလိုက်တယ်အဲ့ဒီချိန်မှာကျွန်တော်အမေကကြောက်ကစန်တာကိုတစ်လောက်သိန်း350 60လှူနေရတာပေါ့နော်လှူနေတဲ့အခါမှာအဲ့ဒီလိုလှူတဲ့အခါမှာငွေသားလေးနဲ့ကျွန်တော်အမြဲတမ်းကားလို့ပို့ပါတယ်ဒါလူတယောက်ကလိန်ဖို့အတွက်လိန်ခံဖို့အတွက်ဘဝမှာကန်ဆာတာပဲပါတာလားဒါမှမဟုတ်အကြောင်းတိုက်ဆိုင်ပြီးတော့ဖြစ်သွားတာလားတော့ကျွန်တော်လည်းမသိသူကမင်းအေးစေးဟိုကတော့လို့ငါတော့မှလာကြောက်မှခက်တယ်တော့ငါစိတ်နှောက်ရှက်ဖြစ်စကားပြောလို့မရတော့ဘိုးဝေးပါအဲ့တော့အဲ့မှာကျွန်တော်ကဘာဖြစ်သွားလဲဆိုတော့ငွေသားလိုချင်တဲ့စိတ်ရယ်ဟိုအဲ့တော့ကျွန်တော်အမေအင်ရမရောရသေးတဲ့အတွက်ကြောင့်နော်မရောရတဲ့ကြောင့်ကျွန်တော်ကလည်းပြောမင်းကွာတဲ့ဒီမှာဒါလေးတော့မလုံနိုင်ဘူးလားဆိုအဲ့မခံရင်စိမ့်နဲ့လုံလိုက်မယ်ဆိုရင်စိတ်ရှိနေတဲ့အချိန်ရယ်ပေါ့နော်ဒါလူတယောက်ရဲ့ဖြစ်တတ်တဲ့ဟာအကြောင်းတရားကိုကျွန်တော်ပြောနေတာနော်ဘလို့ကျော်ဝနာရေမင်းတို့ကအေးဆေးတဲ့ကစကားပြောတယ်နော်ငင်းငင်းလေးတက်တက်လေးနေကြမနေနိုင်လို့ရှိရင်မင်းတို့ကားပါခင်မှာအောက်မှာသွားထိုင်နေကြသွားအဆင်ပြေတာမပြေရင်မင်းကားပါခင်မှာသွားထိုင်နေလိုက်နော်အဲ့တော့ဟိုဘယ်လိုခေါ်မလဲဆိုအဲ့လိုမျိုးဖြစ်သွားတဲ့ဟာတွေကပေါင်းစည်းပြီးတော့ဖြစ်တာပေါ့နော်အဲ့ချိန်မှာကျွန်တော်ကလည်းငွေသားလိုချင်တယ်ကျွန်တော်အမေအိမ်ကလည်းဖြောင်ရောက်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့ညစကားပြောတဲ့အခါနဲ့ဖြစ်သွားတဲ့အခါမှာကျတော့ဘာဖြစ်သွားလဲဆိုတော့အဲ့မှာကျွန်တော်အားကျုံးမှန်တက်နဲ့ရောက်မယ်ဆိုတော့အဲ့မှာတီတာမြင့်နာမည်နဲ့ကျွန်တော်လာလိန်သွားတာပေါ့နော်အဲ့တော့ကျွန်တော် Facebook account မှာဟာကျွန်တော် notice မှာကြည့်တယ်တီတာမြင့်ကရေးထားတဲ့ something ဆိုကျွန်တော်သွားကြည့်တဲ့အခါမှာအဲ့မှာကျွန်တော်ကကြည်နက်ကြီးဟိုသူနဲ့စကားတွေပြောကြပါတော့ဗီဒီယိုကောခေါ်တယ်သူကကျမရဲ့ဘိုက်ကြီးနေလို့တဲ့ဆိုပြီးဒါတီတာမြင့်အကြောင်းလေသူကောင်းကောင်းမွန်သိထားတဲ့အတွက်ကြောင့်တီတာမြင့်အကြောင်းလေသူကဟိုလုပ်လိုက်တာပေါ့နော်ဒေတာထားတဲ့မိန်းမတယောက်ဖြစ်နေတာပေါ့နော်ဒီမိန်းမတီတာမြင့်နာမည်နဲ့ဘုန်းကြီးကိုလည်းလိန်ထားတယ်နော်နောက်တော့တီတီမောင်မောင်ဆိုတဲ့ကမ္ဘာလေးကိုလည်း350လိန်ထားပြီးသားသူကကျွမ်းကျင်ဆင့်ပါနော်အဲ့တော့ကျွန်တော်လာပြီးစကားပြောတဲ့ဘာညာနဲ့ဆိုအဲ့မှာကျွန်တော်လည်းသူနဲ့ဟိုဖုန်းဗီဒီယိုကောခေါ်တဲ့အချိန်မှာတီတာမြင့်မကြိုက်မင်းနဲ့သူကဟိုစားပဲကျွန်တော်ဖုန်းနံပါတ်ပေးပါလားဆိုကျွန်တော်ဖုန်းနံပါတ်ပေးလိုက်တော့ခွာအမတီတာမြင့်နဲ့ကျွန်တော်နဲ့ခင်းနေကြလာပြီခေလူရင်းတို့ရှင်းပြောတာအဲ့တော့ပါတယ်ပေါ့ဗျာနော်ပါသွားတဲ့ခါမှာလောဘလူရဲ့လောဘကိုသိတဲ့အတွက်ကြောင့်ဒီလိုကြားဖြန့်လိုမျိုးလိန်နီးတွေကကျွန်တော်တို့ခံရတယ်ဆိုတာပြောပြလောဘမရှိတဲ့လူတွေလိန်ခါမှာမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့ချိန်မှာကျွန်တော်ပါသွားတဲ့အချိန်မှာ3,400တကြောင်လွှဲလိုက်တယ်နော်ပြီးတော့3,250တကြောင်လွှဲလိုက်တယ်ပြီးတော့3,500တကြောင်ပေါ့နော်ကိုယ်ကထပ်မှာ3,300လောက်ရှိနေတော့3,000နဲ့ဟိုလိုချင်တာပေါ့တော့ငွေသားလိုချင်တော့ကြာဟာငါလည်းအန်ကိုက်ပဲပေါ့သူက12နိုင်ခွဲကျွန်တော်အမေအိမ်ဝင်တဲ့ငွေဒါချဆရာချရင်လည်းပေါ့နော်အိမ်ဝယ်မယ်ဆိုတော့လေဆရာချရင်လည်းသူကကျွန်တော်စီကနေပြီးတော့ငွေသားနဲ့ဒါနဲ့လဲဆိုကျွန်တော်လည်းတော်တော်သုံးမချဖြစ်သွားတာအမှန်လူချင်းတွေးပါတလူရောငွေတို့ပေးလဲငွေတို့ပေးလဲဆိုတာကျွန်တော်လည်းသိတယ်အဲ့ဒါကိုကျွန်တော်လည်းလွတ်ထွက်သွားတာပေါ့နော်ကိုလည်းယုံကြည်မှုတစ်ခုလည်းပါသွားတာပေါ့နော်ဟောဒါဒီလိုပဲလေးဆိုပြီးကိုကလည်းယုံကြည်နဲ့လုပ်လိုက်တဲ့တဲ့ပေါ့အဲ့နဲ့ပါလိုက်တယ်ပြီးတော့ကျွန်တော်နေတဲ့ဆန္ဒကွာတော့မှကျွန်တော်လိန်ခံလိုက်ရပြီဆိုတော့တိတဲ့ချိန်မှာဘာမှသွားပြီးပြေးပိတ်လိုက်တယ်ပိတ်လိုက်တဲ့ခါမှာနော်အဲ့မှာ3,400သမားကတော့ငွေထုတ်သွားတယ်ငွေထုတ်ပြီးတော့ဘားနဲ့ငွေထုတ်ပြီးတော့သူကတော့ပေးလိုက်တယ်ပေးလိုက်တော့အဲ့မှာသူကလာယူသွားတယ်ကေပေးဝေးပေးစတာဒီမှာပေါ့နော်သူတို့ကဘာမှသူတို့ကဘာမှငွေထုတ်ပေးတာမဟုတ်ဘူးเนาะအဲ့တော့သူတို့ရဲ့စင်တာမှာလာထုတ်တဲ့ကမှာသူတို့က10% ယူတယ်တဲ့เนาะ3,400ဆိုရင်4သိန်း3,250ဆိုတော့3သိန်း3,500ဆို5သိန်းဆိုသူတို့ကလည်းဒီအောင်မှတ်ပြီးတော့ဗဟိုဘဏ်ဥပဒေကိုသူတို့ကချိုးဖောက်ပြီးတော့เนาะဗဟိုဘဏ်ဥပဒေကိုချိုးဖောက်ပြီးတော့သူတို့ကလည်းငွေတွေအိမ်ကနေထုတ်ပေးတာမျိုးတွေလုပ်နေကြတယ်เนาะအဲ့တော့ပထမတစ်ယောက်ကတော့ဒါထားလိုက်တော့အဲ့မှာဒါလွှဲပေးတဲ့ထဲမှာเนาะဒါဒီနေရာအရင်ရေးကြီးဆုံးအချက်ဖြစ်သွားပြီเนาะကြားဖြတ်နေရှင်းတန်အောင်ဘာလို့ဒီလိုရှင်းတန်သွားလဲဆိုတာလေးကျွန်တော်ပြောချင်တာเนาะအဲ့မှာကြားဖြတ်နေကဘာလုပ်တာလဲဆိုတော့ဒီမိမကတော့ကြားဖြတ်လည်းမဟုတ်ဘူးဒါသူ့ရဲ့သူ့အကောင်ရဲ့เนาะဖြူတက်ခိုင်ဆိုတဲ့ကောင်မလေးရဲ့သူ့အကောင်ဖိုင်မြင့်မူရဲ့နောက်အကောင်တစ်ကောင်ရှိတယ်ဘယ်လိုဆိုလဲမသိကြောဝိတ်နဲ့တကောင်
နော်အဲ့ဒါနဲ့ကသူတို့ဒါ3ယောက်ပေါင်းပြီးလှုပ်ရှားကြတာနော်အဲ့တော့အဲ့ကောင်လေးကမိသွားဟိုပါပေါ့ဟိုကျွန်တော်လွှဲပေးလိုက်တဲ့ကြောဝင်းနဲ့ကောင်တော့ထုတ်ပြီးရင်လှိုင်မင်းဘောကတော့စားတော့ဆိုင်တဲ့နေရာမှာချိန်ပြီးယူပြီးရင်သူတို့ခွဲယူကြတာပေါ့နော်အဲ့မှာခွဲကြအဲ့တော့ဒီ KB Center တွေမှာဒီလိုမျိုးဖြစ်သွားတဲ့အခါကျတော့ KB Center တွေကပုံမှန်ဆိုရင်သူတို့ကအမောက်ဘလောက်ထုတ်ပေးရတယ်ဆိုတာဒီဘိုးဘန်ရဲ့ဥပဒေရှိတယ်အဲ့ဒါကိုသူတို့ကကြော်လွန်ပြီးတော့တင်းကြာနဲ့ချီထုတ်ပေးနေတယ်အဲ့တော့ KB Center လုပ်တဲ့ဟာတွေလည်းအထူးသတိထားပါဒါမျိုးတွေလုပ်တဲ့ခါမှာတရားဥပဒေတွေမလုပ်တဲ့အတွက်ကြောင့်ဘိုးဘန်ဥပဒေနဲ့ဆွဲလို့ရှိရင်သူတို့ကအရေးယူခံရနိုင်တယ်ဆိုတာလည်းသိထားဖို့လိုတယ်ပေါ့နော်အဲ့ဒါကိုဒီလိုမျိုးသာသူတို့မထုတ်ပေးခဲ့ဘူးဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့ဒါမျိုးလည်းလင်ခံနေစရာအကြောင်းအဲ့တော့လင်ခံလိုက်ရတယ်ပေါ့အဲ့ဒါကျွန်တော်လည်းပါသွားဟိုပထမ live တွေလည်းကျွန်တော်လွှင့်ထားပြီးသားဆိုတော့ပြန်ရှာကြည့်လို့ရတယ်เนาะအဲ့တော့အဓိကပြောချင်တာဒီ300သမားကတော့ကျွန်တော်တို့ ਨੇ ပူးပေါင်းပြီးတော့เนาะတက်ဆန်ရဲတပ်ဖွဲ့ကို300လာပြန်အပ်တယ်ဒါသူတို့လည်းမှားသွားတယ်ဟုတ်တယ်အခုကျွန်တော်ပတ်စံသူတို့လုပ်တဲ့မှားတဲ့အတွက်ကြောင့်เนาะသူတို့လာပြရတယ်350သမားကလည်းတာချီလေးကလာပြန်အပ်တယ်ရန်ကုန်မှာ300လွှဲလိုက်တဲ့เนาะဟိုဟိန်းတန့်ဆိုတဲ့လူက300ဟိန်းတန့်ကဒီလိုဖြစ်တာဟိန်းတန့်ကိုကျွန်တော်ဟိန်းတန့်အကောက်ကိုလွှဲပေးပါလို့ဖြူသက်သက်ခိုင်တို့ကပြောလာတဲ့အချိန်မှာဒီတီတာမြင့်နာမည်ခံထားမယ်ကျွန်တော်ကဖြူသက်သက်အဲ့ဟိန်းဟိန်းတန့်အကောက်ကိုကျွန်တော်လဲတယ်ဟိန်းတန့်အကောက်ထဲကိုလွှဲပြီးတဲ့အခါမှာဟိန်းတန့်ကနေပြီးတော့ဒေါ်မျိုးကြီးအကောက်ထဲကိုလွှဲထည့်လိုက်တယ်ကျွန်တော်ပတ်စံဒေါ်မျိုးကြီးအကောက်ထဲမှာကျွန်တော်လှမ်းပြီးတော့ဘန်းနဲ့လှမ်းပိတ်လိုက်တဲ့အခါမှာကြက်နေတာပေါ့နော်ဒါပေမဲ့ဒေါ်မျိုးကြီးကလည်းဟိန်းတန့်နဲ့ညှိပြီးတော့လောဘစောတိုက်ပြီးတော့ပတ်စံသူ့အိမ်က300ကိုသူကမှယူပြီးတော့သူကသွားပြီးတော့ဟိန်းတန့်ကိုတော့ပို့တယ်တော့ပို့ပြီးဟိန်းတန့်ကနေအဲ့လူတွေ900ပေးလိုက်တယ်အဲ့မှာ commission ကိုသူတို့ခွဲယူကြတယ်အဲ့တော့ဒေါ်မျိုးကြီးကတော့ဒီနေ့ထိတက်ဆိုင်ရာရဲတပ်ဖွဲ့တွေကိုလာအပ်ခြင်းမရှိပါဘူးเนาะမရှိရတဲ့ရွေချက်ကသူကဘာလို့ဆိုသူက license ကင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဆိုပြီးတော့သူကလုံးဝပြန်မအပ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တဲ့အခါမှာဒေါ်မျိုးကြည်ဒီဘိုးဘန်ဥပဒေနဲ့ညှိစွန်းနေတယ်ဆိုတာကိုတက်ဆိုင်ရာเนาะဥပဒေအကြံပေးတွေရောတက်ဆိုင်ရာဟာတွေရောသူကတော့လွတ်အောင်သူနီးမျိုးစုံနဲ့တော့သူရှောင်မှာပေါ့နော်သူနီးမျိုးစုံနဲ့သူကာကွယ်ပြီးတော့သူလုပ်မှာပေါ့သူ့မှာအကြံပေးတဲ့ရှင်းနေတယ်လည်းရှိကောင်းရှိမှာပေါ့နော်အဲ့တော့ကျွန်တော်ကပြောချင်တဲ့ရွေချက်ကအဓိကဘိုးဘန်ဥပဒေကနေပြီးတော့သူကဘာမှငွေထုတ်ပေးလိုက်တာမဟုတ်ဘူးနော်သူဟိန်းတန့်နဲ့ဒေါ်မျိုးကြီးကဘာမှငွေထုတ်ပေးလိုက်တာမဟုတ်ဘူးနော်သူတို့ရဲ့အိမ်ဆိုင်ဖြစ်တဲ့အိမ်မှာဖွင့်ထားတဲ့ရုံးမှာเนาะဟိုဟာ Grace to the want to join နေပါတယ်တော့မသိเนาะထုတ်ပေးလိုက်တာဖြစ်တယ်အဲ့တော့ဘိုးဘန်ဥပဒေနဲ့ကြည့်လို့ရှိရင်တို့ကမညီဘူးဘာမှဆိုလို့ရှိရင်မှတ်ပုံနေပြရတယ်ဖုန်းနံပါတ်တွေရေးရတယ်ပြီးတော့မှငွေကိုထုတ်ပေးတယ်ဒါပေမဲ့သူတို့အိမ်မှာထုတ်ပေးလိုက်တဲ့အခါမှာသူတို့မှာဒီမှတ်ပုံတွေ record လည်းမရှိဘူးဖုန်းနံပါတ် record လည်းမရှိဘဲနဲ့ငွေကိုလွယ်လေးဒီ percentage တစ်ခုနဲ့ထုတ်ပေးလိုက်တယ်အဲ့တော့ဒီတော်မျိုးချီကဒီနေ့ထိလည်းလာမအပ်သေးဘူးပူပေါင်းခြင်းလည်းမရှိသေးဘူးအဲကြောင့်မို့เนาะသူတို့တွေဒီဘိုးဘန်ဥပဒေနဲ့အရေးယူလို့ရှိရင်ဖြစ်ကိုဖြစ်မယ်ဆိုတာကြိုပြီးတော့ပြောပြထားတယ်เนาะအဲ့ဒါကိုလည်းဒီမိန်းမကစောက်ခွေးကိုမဆိုင်ဖဲနဲ့လုပ်နေတာเนาะဒီတစ်ခါကျရင်တော့ဟိန်းတန့်အဖေကเนาะဟိန်းတန့်ကိုအဲ့တော့ကကျွန်တော်တို့ဟိုစခန်းမှာချုပ်ထားတော့ဆိုသူ့အဖေကကင်ဆာအဆင့်တစ်ခုရှိပါတယ်ဘာညာပြောတော့ကို့ပါလေကို့ပတ်စံပါသွားတာထက်တောင်စိတ်မဖြစ်ပဲနဲ့အော်သူ့အဖေနဲ့သူနဲ့ကြားမှာပေါ့နော်ကျွန်တော်ဆိုလေကျွန်တော်အမေနဲ့ကျွန်တော်ကြားမှာဆိုကိုချင်းစာစိတ်တယ်နော်ဟိန်းတန့်ကိုကျွန်တော်ကချောရှူနဲ့ကျွန်တော်ကအမကန်ပေးပြီးထုတ်ပေးလိုက်တယ်နော်အခုလည်းကြာဟိန်းတန့်အမေရောဟိန်းတန့်အမရောသူတို့နဲ့ပါဆိုင်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်လက်မထောင်ပြီးပြောတယ်အဲ့တော့ဒီဥပဒေအကြံပေးတွေပါတယ်ပြီးတော့ဒီဟာတွေတကယ်လို့အမှုဖြစ်တာချီအဲ့မှာမင်းတို့တွေရင်ဆိုင်ကြနော်ဘဟုဘန်ဥပဒေနဲ့မညီဘဲနဲ့မင်းတို့ထုတ်ပေးတဲ့ကိစ္စကိုမင်းတို့အရင်ဆုံးဖြေရှင်းရမယ်နော်အဲ့တော့ငါတို့နဲ့ပူးပေါင်းပါဝင်ပါမယ်လို့မင်းဟိန်းတန့်ရဲ့အမေရောဟိန်းတန့်အမရောပြောခဲ့တယ်ဒါပေမဲ့ဒီချိန်မှာမင်းတို့လာပြီးတော့ပူးပေါင်းခြင်းမရှိဘူးလာရောက်ပြီးတော့ပါသွားတဲ့ပတ်စံကိုလည်းလာရောက်အနှံ့ခြင်းမရှိတဲ့အတွက်ကြောင့်ဗန်ထဲမှာဒေါ်မျိုးကြီးဗန်ထဲမှာပိတ်ထားတဲ့ပတ်စံကိုတည်းဗန်ထဲကနေသူကထုတ်ပြီးပြအပ်ခြင်းမရှိတာအတွက်ကြောင့်မင်းတို့တွေသေချာဖြေရှင်းရမယ်ဆိုတာတော့သတိထားဖို့လိုပါတယ်အဲ့တော့ KB စန္ဒာတွေလည်းကျွန်တော်ပြောချင်တာနောက်ပိုင်းနေဆိုလို့ရှိရင်ဒီလိုမျိုးတွေဘိုးဘန်နဲ့မညီဘဲနဲ့ကို percentage တခုရလို့စိမ့်တဲ့ထုတ်ပေးတဲ့ကိစ္စတွေအထူးရှောင်ကျင်ကြပါလို့ကျွန်တော်ပြောချင်ပါတယ်
အဲ့ဒီလိုမျိုးထုတ်ပေးတဲ့လူတွေရှိတယ်လို့ဒီလိုကြားဖြန့်နေရှင်းတန်းနေတယ်ဆိုတာမျိုးကြားဖြန့်လိမ့်နေနီးတွေပေါ့နော်ဒါနိုင်ဂျီးရီးယားကြားဖြန့်ရဲ့လိမ့်နေနီးတယ်တရုတ်တောင်ပေါ်သေးဘူးပေါ့နော်မြန်မာပြည်မှာသူတို့ကဒီနီးနဲ့လာလိမ့်နေနေတဲ့နီးကိုဒီဖြူသက်သက်ခိုင်မှာတက်ပြီးတော့မှလှုပ်ရှားထားကြတာပေါ့နော်အဲ့ဒါကြောင့်မို့ခင်ဗျားတို့တွေကျေးဇူးပြုပြီးတော့ပေါ့နော်မထုတ်ပေးကြဖို့လိုတယ်ထုတ်ပေးလိုက်တဲ့အတွက်ကြောင့်ဒီကြားဖြန့်နေရှင်းတန်းနေကြတာဖြစ်ပါတယ်အဲ့တော့ဒီ line ကိုကြည့်နေတဲ့မိဘပြည်သူများကလည်းကျေးဇူးပြုပြီးတော့လောဘဇောတွေတိုက်တာလို့နော်ဟိုတိုက်ပြီးတော့ဒီလိုမျိုးငွေလွှဲပေးတာလို့ကိုယ်နဲ့မသိတဲ့လူကို online ကလာပြောတဲ့ခါမှာလွှဲတာလို့အဲ့လိုမျိုးတွေလည်းမလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်။နောက်ကျွန်တော်ကိုလာပြောတဲ့ထဲမှာဒီဖြူသက်သက်ခိုင်လိန်ထားတဲ့အမှုကအားလုံး12မှုလောက်ရှိတယ်။နော်အဲ့တော့ကျွန်တော်ကတော့တမှုဆွဲထားပြီးတော့သူကတော့အခုအင်းစိတ်ထောင်ထဲမှာရှိပါတယ်။နောက်သူ့ကောင်လေးလှိုင်မြင့်မို့လဲကျွန်တော်တို့ဖမ်းမိသွားပါပြီ။နော်ဟုတ်အဲ့ဒီတော့ကြောင့်ကျွန်တော်ဝိုင်းမိခုညီပေးကြတယ်နော်တက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့နော်နိုင်ငံတော်အစိုးရနဲ့တက်ဆိုင်ရာအာဏာအဖွဲ့အစည်းတွေနော်ကိုလည်းရဲတပ်ဖွဲ့တွေကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကိုကူညီပြီးဝိုင်းဖမ်းပေးတဲ့အတွက်ကြောင့်လည်းကျွန်တော်ကျေးဇူးအထူးတင်ပါတယ်ဒီနောက်တော့ဒီနိုင်ငံတော်ကနေပြီးတော့ကြားဖြန့်နဲ့ပတ်သက်တဲ့ဥပဒေအသစ်ကိုလည်းထုတ်ပေးလိုက်တဲ့အတွက်ကြောင့်အရန်ကိုကျေးဇူးတင်ပါတယ်နောက်မှဆိုဥပဒေကပေါ့ပြက်ပြက်ဖြစ်နေတဲ့အတွက်ကြောင့်နော်ကြံတဲ့လူတွေကလည်းလှုပ်ရှားလို့ရတဲ့ပုံစံမျိုးဖြစ်တယ်ငါတို့ထောင်ကြားခံနိုင်မှာပဲလေပြီးရင်ပြန်ထွက်လာရင်လည်းရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲကြောင့်ကျေးဇူးပြုပြီးတော့နော်ဒီ online လိမ်လည်မှုတွေပပျောက်အောင်အခုအများကြီးဟိုနိုင်ငံတော်ဆိုရလည်းနှိပ်ခွနေတယ်အဲ့ချားထဲမှာဒီ KB စင်တာတွေ web စင်တာတွေလည်းကျေးဇူးပြုပြီးတော့ percentage တစ်ခုတည်းတော့မကြည့်ပဲနဲ့ပေါ့နော်ဟိုဥစ္စာမလုပ်ကြပါနဲ့လို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်အခုတော့သူတို့ကိုတက်ဆိုင်ရအဲ့ကြောင်အများဆိုလေဒီမိမဘလောက်တောင်အကျော်တင်းလဲဆိုရင်လေတဲ့တော်တော်အကျော်တင်းတာနော်ကျွန်တော်တို့တွေမေးတဲ့အချိန်မှာလေ तू မယူပါဘူးပဲပြောတယ်သုံးပွင့်ဆိုင်မေးရတာမှ तू မယူပါဘူးပြောသေးတာနော်နောက်ဆုံးကြတော့မှပေါ့တယ်အဲ့ချိန်မှာယူသွားတဲ့ထဲမှာ3150သူတို့ကဘယ်လိုခွဲထားလဲဆိုတော့ဒီဖြူသက်သက်ခံရ350ယူတယ်လှိုင်မြင့်မို့က300ယူတယ်နောက်ကောက်ဒီတစ်ခေါက်က250တာမျိုးယူကြတယ်300ယူတယ်အဲ့ကောင်အဲ့လိုခွဲချမ်းစိတ်ပြတာပထမတော့အဲ့ကောင်ကတော့ကျွန်တော်တို့လာလိန်နဲ့ငွေလာထုတ်တဲ့ကောင်သူ့ကိုလည်း3သိန်းနဲ့ပေးတာပါဆိုတော့အော်ပတ်စံ3သိန်းနဲ့ဒီကလေးရတယ်လို့တွားလုပ်တယ်ဒါကျွန်တော်ကတော့လူသားဆက်ဆံတွေးတာပေါ့နော်လူသားဆက်ဆံတွေးတာလူတွေကိုအော်မဖြစ်တဲ့နိုင်မဖြစ်အောင်ဆိုကျွန်တော်လူသားဒီချိန်ကဆိုင်ကျွန်တော်အရန်ဟိုစိတ်ကျွန်တော်အလိန်ခါနဲ့ပြီးနောက်ပိုင်းမှာပေါ့နော်ကျွန်တော်ဘာဖြစ်သွားလဲဆိုတော့တော်ပြီလို့လူတွေကတနာလို့လည်းမရအောင်ယုံကြည်လို့လည်းမရအောင်လူတွေကလိန်လေပြီးတော့အမျိုးစုံလှုပ်ရှားနေကြတယ်ဆိုတော့ကျွန်တော်သိသွားတယ်ခင်ဗျာနော်ဒီတစ်ခါရေဘေးဖြစ်တဲ့ခါမှာလည်းကျွန်တော်မလှူနိုင်ပါဘူးတကယ်လည်းမလှူနိုင်ပါဘူးကျွန်တော်အကိုနဲ့ကျွန်တော်အမေဘွင်းလေးမှာလှူတဲ့ခါမှာလည်းကျွန်တော်ဒီဘာသာရေးနဲ့သာသနာရေးတွေအဓိကလှူနေတာပေါ့နော်ဘာလို့မလှူနိုင်တာလဲဆိုတော့ကျွန်တော်အကိုကတော့ပြောပါတယ်ကဲမင်းလည်းမားတာပဲကဲမင်းလည်းတားတယောက်အနေနဲ့ခံစားပိုင်ခွင့်ရှိတယ်ပေါ့နော်မင်းဒီ3150ကိုမင်းအမေပတ်စံကိုလည်းရောင်းရတဲ့ခါကြလို့ရှိရင်မင်းယူလိုက်တဲ့သဘောပဲမင်းရပိုင်ခွင့်တည်းကယူလိုက်တယ်ဆိုတော့ကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်အမေပတ်စံကိုကျွန်တော်တစ်ချက်တောင်ကျွန်တော်မယူပါဘူးညက်ပင်တစ်ချောင်းတော့ကျွန်တော်မယူပါဘူးဘာလို့ဆိုကျွန်တော်အဖေနဲ့အမေကကျွန်တော်ကိုလူဖြစ်ခွင့်လည်းပေးထားတယ်လူရည်လို့ဖြစ်လာအောင်ပညာတွေလည်းသင်ပေးထားတယ်ကျွန်တော်အုံနောက်တွေထဲမှာလည်းပညာတွေထည့်ထားပေးတယ်လက်တွေခြေထောက်တွေကျွန်တော်မှာပါတယ်တဲ့ကြောင့်ကျွန်တော်မိဘပဆောင်တချမ်းမှမယူပါဘူးကျွန်တော်စိုက်ယော်လိုက်ပါတယ်အဲ့တော့ကျွန်တော်မှလည်းဒီလောက်ကြီးစီးပွားရေးကောင်းအောင်စီးပွားရေးကအကြီးကျယ်ကြီးတွေကျွန်တော်မှလည်းမရှိပါဘူးเนาะကျွန်တော်ကဒီတိုင်းပဲတာမန်လုံနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်းငွေကိုအများကြီးလည်းမလှူနိုင်ပါဘူးဒီခါမှလည်းကျွန်တော်ကမွေးရပြီဆိုတော့အလုပ်ကနေဒီလောက်လည်းမကောင်းတဲ့အတွက်ကြောင့်ငွေကိုလည်းအများကြီးကျွန်တော်မလှူနိုင်ပါဘူးအဲကြောင့်ကျွန်တော်ဒီတစ်ခါရေဘေးမှာတော့မလှူနိုင်တာတော့ကျွန်တော်နားလည်းခွင့်လို့ပြပါကျွန်တော်အချိန်တရားထုံးအားကြီးကရေဘေးမှာကျွန်တော်မလှူနိုင်နိုင်ပါဘူးဒီ live ကိုလည်းကျေးဇူးပြုပြီး share ပေးကြပါเนาะဒီလိုမျိုးဘလို့တွေအလေးခံထိလိုက်တယ်ဆိုတာလေးတွေပေါ့เนาะဒီလိုကိုမသိဘဲနဲ့နာမည်တူတာတခုတည်းနဲ့လည်းလိန်ခံရတာမျိုးတော့မယုံကြည်လိုက်ပါနဲ့ယုံကြည်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့လိန်ခံရတာကိုကျွန်တော်အဓိကပြောချင်ပါတယ်အဲ့တော့ကျွန်တော်လိုထက်ပြက်တဲ့လူတော်မှလိန်ခံရတယ်ဆိုတော့ဒါကျွန်တော်လည်းဒါဖြစ်တိုက်တဲ့အချိန်တစ်ခုနဲ့ဖြစ်ရမယ့်အချိန်တစ်ခုကိုကြုံစည်းသွားတဲ့အတွက်ကြောင့်เนาะကျွန်တော်ခံရတာပါဒီပါအဓိကကျွန်တော်ရဲစခန်းမှာအမှုဖွင့်နေတက်ဆိုင်ရာဖွဲ့စည်းတွေကိုကျွန်တော်ရဲတပ်ဖွဲ့တွေအကုန်လုံးလည်းကျွန်တော်အထူးပဲအချိန်ချင်းကျေးဇူးတင်ကြောင်းထပ်တလဲလဲပြောချင်ပါတယ်မနေ့ကကျွန်တော်အဲ့လိုပြောနေရဟာကိုကျွန်တော်ကိုလာပြီးတော့လာဆဲတဲ့လူကိုကျွန်တော်မချေတတ်တဲ့အတွက်ကြောင့်ပေါ့နော်တရားမှာ
ပြောဆိုတဲ့အခါမှာဂျိုင်းသွားရှိတယ် live မှာရှိတယ်ထားပါအဲ့ live ကတော့မေးလိုက်ပါအခုဒီ live ကကျွန်တော်တည်တည်တတ်တတ်နဲ့ကောင်းအောင်လည်းပြောထားတာဖြစ်ပဲဝိုင်းပြီး share ပေးကြပါเนาะအဲ့လိုမျိုးမလိန်ကန်ထိအောင်ပေါ့เนาะနောက်တော့ KB Center တွေ Web Center တွေကလည်းဒီလိုသိန်းရာနဲ့ချီကိုเนาะမှတ်ပုတ်တင် record လည်းမယူထားဘူးဘုဒ္ဓဘာသာလည်းမယူထားပဲနဲ့သူတို့တွေဒီထုတ်ပေးပိုင်ပွဲဘိုးဘန်ဥတွေနဲ့လည်းမညီဘူးဘန်ဥပဒေနဲ့မညီပဲနဲ့ထုတ်ပေးလိုက်တဲ့ဟာတွေကိုလည်းเนาะသက်ဆိုင်ရာတွေကလည်းရေးယူပေးကြပါเนาะအဲ့ဒါမှလည်းဒီ KB Center Web Center တွေကလည်းဒီလိုမျိုးတွေတောင်းနေမှာမထုတ်ပေးတော့ပဲနဲ့ပေါ့เนาะဒီလိုမျိုး online ကိုလိမ်လည်မှုတွေလဲပါသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျေးဇူးပြုပြီးတော့ဝိုင်းပြီးတော့ share ပေးကြပါလို့ဒီ live ကို share ပေးကြပါလို့ပြောချင်ပါတယ်เนาะဒီနေ့တနေ့တာမှာလည်းအားလုံးပျော်ရွှင်ပြီးတော့မနေ့ဖြန် Sunday မှာလည်းမိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်เนาะချစ်ချစ်ခင်ခင်နဲ့เนาะငွေဝင်လက်ချွင်ပြီးတော့အားလုံးပျော်ရွှင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါခင်ဗျအားလုံးကျေးဇူးတင်ပါတယ် live ကိုကြည့်ရှုပေးနေကြတဲ့လူတဦးတယောက်ချင်းကိုလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျเนาะကျွန်တော်ရဲ့ Facebook မှာ share ထားတဲ့ GSC Music Festival ကိုလည်းကျေးဇူးပြုပြီးတော့เนาะလာရောက်အားပေးဖို့တဲ့ဖိတ်ခေါ်ချင်ပါတယ်เนาะအဲ့ဒီလိုမျိုး GSC Music Festival ကိုလာရောက်ဖို့လည်းလာရောက်တဲ့အခါမှာเนาะလာရောက်တဲ့အခါမှာပေါ့เนาะဒီမှာ live လွှင့်နေလို့live လွှင့်နေလို့เนาะလာရောက်ဟို ticket ယူရတဲ့အဆင့်ကိုလည်းကျွန်တော်တင်ထားပါတယ်ကျေးဇူးပြုပြီးတော့เนาะဓမ္မတေရယူပြီးတော့ပွဲမှာလာရောက်ပျော်ရွှင်ကြပါစေလို့ပြောချင်ပါတယ်เนาะခင်အားလုံးကျေးဇူးတင်ပါတယ်ခင်ကျွန်တော်ကြိုက်တဲ့ project တွေအဒီချိုးရတာတော့ကြည်လင်းနေတာပဲเนาะအဲ့ဒီခုနကတော့ကျွန်တော်ပြောထားပြီးသားเนาะ300သမားကသက်ဆိုင်ရာရဲတပ်ဖွဲ့လာအပ်တယ်350လာအပ်တယ်300လာမှအပ်တဲ့ဒေါ်မျိုးကြီးကိုပဲကျွန်တော်အဓိကပြောထားတာဖြစ်ပါတယ်เนาะဒေါ်မျိုးကြီးကသူလာမအပ်သေးဘူးအဲ့တော့သူ့ကိုသူ license ရငွေထုတ်ပေးတဲ့စင်တာဆိုပြီးပြောထားတယ်ဒါပေမဲ့ဘိုးဘာနဲ့ဥပဒေနဲ့မညီဘူးဆိုတာသူသိဖို့လိုတယ်ဆိုတာကျွန်တော် live ကနေတရားဝင်ပြောထားပါတယ်အရင်တော့သူတို့တွေကျေးဇူးပါ